အေးအောင်ရေဒီကားကိုညမီးရမိပြီးတယောက်တည်းကြည်ရလား MNTV 8.2 ရထားတဲ့ဟော်ရာကားလေးတကားဖြစ်ပြီးတော့အသိငယ်တွေလုံးဝမကြည့်တဲ့စကားတကားလည်းဖြစ်တာနော်စကားလေးကဘလို့လဲဆိုတော့ကွာမောင်နှမတွေဖခင်နဲ့ညီမလေးဆိုပြီးအငယ်ဆုံးလေးရှိရဲ့ကြီးလက်ဒေတာလေးကိုမတွေ့ရကြလို့အလဲသွားရင်တွေ့ဆုံကြရင်ရေတကွန်ခရီးလေးထက်ထွက်ကအဲ့ဒီမှာလမ်းကြောင်းမှာကားမတော်တဆဖြစ်ပြီးတော့ညီမလေးဆိုပြီးကတိတ်ဆုံးသွားတယ်အဲ့ဒီမှာပူဆွေးမှုတွေဝမ်းနည်းမှုတွေမပြောက်သေးခင်မှာပဲအိမ်ပြန်ရောက်တာနဲ့ဆိုဖီလေးရဲ့၆လက်မှုရကြမ်းကြမ်းတမ်းတမ်းကိုကြုံတွေ့ရတာတော့ကွာအသက်ရှင်တော့ကစိတ်ထားလေးကောင်းပြီးတော့ချစ်စရာကောင်းတဲ့ဆိုဖီလေးကဘာကြောင့်တိတ်ဆုံးပြီးရဲ့နောက်မှာမောင်နှမတွေကိုရရက်ဆက်ဆက်၆လက်ရတာလဲဒီအဖြစ်ကိုသိကျင်နေဆုံးရဒီစကားလေးကိုအဆုံးထိကြည့်မှသာသိမှဖြစ်ပါတယ်ဒီစကားလေးကိုကြည့်ကျင်နေဆုံးရကျွန်တော်ရဲ့တေကန် channel ထဲမှာကြည့်လို့ရတယ်လို့ comment မှာလည်းကျွန်တော်လင်းလေးချထားပေးပါမယ်အဲ့တော့ဘာဆောင်လဲတော့ကြည့်လိုက်တော့လေ let's go